ဒါဟာမင်းကလေးနဲ့သူမရဲ့ခင်မွန်းဟောင်းတို့တတိယအကြိမ်မြောက်ဆုံတွေ့ခြင်းဖြစ်ပေမဲ့တယောက်ကိုတယောက်သတိမထားမိခဲ့ကြပြန်ပါဘူးမင်းကလေးဟာသူမရဲ့ခင်မွန်းဟောင်းပေးခဲ့တဲ့ဒေါ်လာ10တန်းကိုသတိရပြီးစစ်ကြည့်လိုက်တဲ့အခါအကောင့်ထဲမှာပတ်စံတစ်ပြားမှမရှိတော့တာကိုသိလိုက်ရပါတယ်ဒါကြောင့်ဖခင်ဖြစ်သူစီဖုန်းဆက်မေးတဲ့အခါဖခင်ဖြစ်သူကနှင်းစေးဖိုးဝါခတွေပေးလိုက်ရပြီလို့လိမ်ညာပြောဆိုပါတယ်စေယုံကပဲအကုန်ကြခံထားတာလို့သူမသိထားတဲ့အတွက်ဖခင်ဖြစ်သူကသူမရဲ့ပတ်စံ10တန်းကိုအလွဲသုံးစားလုပ်ပြီးယူထားမှန်းသိသွားပါတော့တယ်ဝမ်းစာအတွက်ရုန်းကန်ရတော့မဲ့မင်းကလေးဟာနောက်တစ်နေ့မှာတော့ကော်ဖီဆိုင်လေးတစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်တနေ့မှာတော့ဆိုင်ရှင်ကကော်ဖီခွက်30အခုချက်ချင်းပြင်ပြီးအဲ့ဒီကုမ္ပဏီကိုတောက်ပို့ပေးလို့ခိုင်းပါတယ်အဲ့ဒီကုမ္ပဏီဟာသူမခင်မွန်းဟောင်းရဲ့ကုမ္ပဏီဖြစ်နေလို့သူမမသွားခြင်းပေမဲ့ဆိုင်ရှင်ကညှင်းခွင့်မပေးပါဘူးနောက်ဆုံးမှာတော့ခင်မွန်းဟောင်းနဲ့မစုံပါစေနဲ့လို့ဆူတောင်းရင်ကော်ဖီတွေတောက်ပို့ခဲ့ရပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့ကုမ္ပဏီရဲ့အရောက်မှာတယောက်ယောက်နဲ့တိုက်မိပြီးလက်ထဲကကော်ဖီတွေအားလုံးကျန်းပြင်းပေါ်မှောက်ကျကုန်ပါတယ်တိုက်မိတဲ့အမျိုးသမီးကမင်းကလေးကိုအော်ဟစ်ဆဲဆိုပြီးရော်ကြီးတောင်းပါတယ်မင်းကလေးကနှိမ့်ချစွာတောင်းပန်ပြီးရော်ကြီးကိုလာစာရမှပေးပါရစေလို့ပြောပေမဲ့အဲ့ဒီအမျိုးသမီးကပတ်စံမရှိတဲ့ငတုံးမလို့ဆဲဆိုပြီးရဲတိုင်မယ်လို့ချိန်ချောက်ပါတယ်အဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းဖြစ်သူလှေကားပေါ်ကဆင်းလာတာကိုမြင်တော့မင်းကလေးကမျက်နှာလွှဲပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဟိုမျိုးသမီးကဆွဲထားပါတယ်ခင်မွန်းဟောင်းကမင်းကလေးရဲ့ကြောပြင်ကိုပဲမြင်ရလို့သူမှမသိပဲသူ့လက်အောက်ငယ်သားကိုပဲသူတမင်လောက်တာမှမဟုတ်တာဘာလို့ခက်ခဲအောင်လုပ်နေတာလဲလို့ပြစ်တင်လိုက်ပါတယ်ပြီးတော့မင်းကလေးကိုဒဏ်ရာရသွားလားဆေးရုံသွားဖို့လူလွတ်ပေးမယ်လို့ကျင်ကျင်နာနာမေးခဲ့ပါတယ်မင်းကလေးကတော့သူမရဲ့တနာစရာကောင်းတဲ့ပုံစံကိုခင်မွန်းဟောင်းအားမမြင်စေချင်တာကြောင့်မျက်နှာကိုဖုံးထားပြီးလက်ထဲရှိသမျှပတ်စံလေးတွေကိုဟိုမျိုးသမီးလက်ထဲထိုးထည့်ကအမြန်ပြေးထွက်သွားခဲ့ပါတယ်ခင်မွန်းဟောင်းကကျမ်းပြင်ပေါ်ကပတ်စံတွေကိုကောက်ကြည့်လိုက်တဲ့အခါမှာတော့ပတ်စံပေါ်မှာကတ်ထားတဲ့စတစ်ကာလေးတစ်ခုကိုတွေ့သွားပါတယ်အဲ့ဒီစတစ်ကာကဇနီးတီအမြဲသုံးနေကြစတစ်ကာလေးဖြစ်နေတာကြောင့်သူဟာချက်ချင်းပဲလက်ထောက်ကိုအဲ့ဒီမိန်းကလေးရဲ့အချက်လက်တွေကိုစုံစမ်းခိုင်းပါတော့တယ်လက်ထဲကရင်းနှီးနေတဲ့စတစ်ကာလေးကိုကြည့်ရင်ဇနီးတဲ့နဲ့ကုံဆုံးခဲ့တဲ့ချိုမြင်တဲ့အချိန်တွေကိုတတိယကသူမျက်ရည်ကျမိပါတယ်မကြခင်မှာပဲလက်ထောက်စီကဖုန်းလာပါတယ်ခုနကကော်ဖီလာပို့တဲ့သူကဆေးရရဲ့ဇနီးဟောင်းမှာသူအခုကော်ဖီဆိုင်မှာအလုပ်လုပ်နေတယ်ပြီးတော့လွန်ခဲ့တဲ့3လကသူပြင်းထန်တဲ့ကားအက်ဆီဒင့်ဖြစ်ခဲ့တယ်လို့သတင်းပို့ပါတယ်ဒါကိုကြားလိုက်ရတဲ့ခင်မွန်းဟောင်းဟာရင်ခွဲမတက်ခံစားလိုက်ရပြီးမနှက်ဖြန်ကားကိုအဲ့ဒီကော်ဖီဆိုင်စီအခုချက်ချင်းလိုက်ပို့ပေးလို့အမိန့်ပေးပါတယ်လက်ထောက်ကမနှက်ဖြန်ရေးကြည့်တဲ့အစည်းအဝေးရှိတယ်လို့ပြောပေမဲ့သူကဒေါသကြီးနဲ့အစည်းအဝေးကိုချက်ချင်းဖျက်လိုက်လို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူဟာဇနီးတဲ့ရဲ့ဘဝဘလောက်တောင်ခက်ခဲပင်ပန်းနေပြီလဲဆိုတာကိုနားလည်သွားပါတော့တယ်